ကဲငါတို့ shanting yard algorithm shanting yard ကိုမသွားခင်ပထမအဆုံး RPN ကိုပတ်နားလဲရမှာကွာ reverse Polish notation ဒီကောင်ကိုပတ်နားလဲရမှာဒီကောင်ကဘာလဲဆိုတော့ငါတို့ကွန်ပျူတာထဲမှာအဲ့လိုအပေါင်းအနှုတ်တွေလောက်တော့မယ်ဆိုရင်ဒီကောင်ကဟောပေါ့ငါတို့ဒီလိုခွန်သားကွန်ပိတ်တွေနဲ့အဲ့လိုထည့်ပြီးလောက်လို့မရအောင်ကွာအဲ့တော့သူ့ကိုじゃကွန်ပျူတာကိုဒီလိုမျိုးစကားလုံးလေးပေးရမှာဒီလိုမျိုးလေးကိုကလောက်ပြီးတော့ string လေးပေးရမှာအဲ့တော့ကွန်ပျူတာကဘာလုပ်လဲဆိုတော့ဒီမှာ1ရှိရ2ရှိရတာစနစ်မဟုတ်1နဲ့ကွာကွန်ပျူတာကဘာလုပ်လဲ stack တစ်ခုရှိရ stack တွေကိုသူကဒီကဏ္ဍတွေကိုထည့်တယ်ဟုတ်ပြီနော်အဲ့ဒါရှင်းပြမယ်ဒီမှာ shit okay fuck okay ဒီမှာ stack တွေကိုဒီကောင်ကပထမအဦးဆုံးတစ်ထည့်တယ်ဟုတ်ပြီနော်တစ်ထည့်တယ်နောက်တစ်ခုကနှစ်ထည့်တယ် okay အဲ့တော့ဒီကောင်ရဲ့ algorithm ကဘာလဲဆိုတော့မင်းလာကဏ္ဍဒီငါတို့ loop ပတ်မှာဗောဒီလိုမျိုး loop ပတ်မယ်မင်းကဏ္ဍတစ်လုံးတွေ့တယ်ဆိုရင် stack တွေကိုထည့်ဟုတ်ပြီနော်မင်းကဏ္ဍတစ်လုံးတွေ့တယ်ဆိုရင်ဒီ stack တွေကိုထည့်ကဏ္ဍတစ်လုံးမဟုတ်ကဏ္ဍတွေ့ရင် stack တွေကိုထည့်ဟုတ်ပြီနော်အဲ့တော့မင်းကဒီလိုမျိုးအခက်ရတစ်ခုဗောအဲ့လိုမျိုးလက္ခဏာတစ်ခုတွေ့ပြီဆိုရင်ပေါ့လက္ခဏာတစ်ခုတွေ့ပြီဆိုရင် stack ထဲကနေနှစ်ခုကိုထုတ်ဟုတ်ပြီနော်ဒီနှစ်ခု stack ကိုနှစ်ခေါက် pop လုပ် stack dot pop တစ်ခေါက်လုပ်နောက်တစ်ခေါက် pop လုပ်နှစ်ခေါက် pop လုပ်ဟုတ်ပြီနော်ဒီကောင် A လို့ထားဒီကောင် B လို့ပေးဟုတ်ပြီနော်အဲ့တော့နှစ်ခေါက် pop လုပ်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့ဒီ1နဲ့2နဲ့မရှိတော့ A နဲ့ B နဲ့ဝင်သွားပြီဒီကောင်ကဟုတ်ပြီနော် A နဲ့ B နဲ့တဲ့ဝင်သွားပြီအဲ့နဲ့အဲ့တော့ဒီကောင်ကပြီးတော့ဘာလုပ်မလဲဆိုတော့ဒီကောင်ကဒီနှစ်ခုကိုဒီမှာငါတို့လက္ခဏာတစ်ခုတွေ့လာတယ်ဒီမှာလက္ခဏာတစ်ခုတွေ့မယ်နော်လက္ခဏာတစ်ခုတွေ့လာတယ်ဒီနှစ်ခုအဲ့လက္ခဏာအတိုင်းငါတို့ကအဲ့လက္ခဏာဘာပြောလဲအဲ့အတိုင်းလုပ်မယ်ဟုတ်ပြီနော်အဲ့လက္ခဏာမြောက်ခိုင်းတယ်ဆိုတော့ဒီနှစ်ခုကိုငါတို့က result ဆိုပြီးတော့ result is equal to ဒီနှစ်ခု A နဲ့ B နဲ့ငါတို့ဒီထဲမှာသတိထားမှာက B ကိုပထမအရှိမထားရမယ် Bလက္ခဏာ operation လောလောဆယ်တော့ဒီမှာအမြောက်ဖြစ်မှာပေါ့ operation A ဆိုပြီးတော့ငါတို့ကဒီ result ကိုရမယ်အဲ့ result ကိုငါတို့ကပြန်ပြီးတော့ဒီထဲကိုထည့်မယ်ဟုတ်ပြီနော်အဲ့တော့ငါတို့က visualization လုပ်မယ် okay အဲ့တော့ဒီကောင်နားလဲရင်ငါတို့ shanting ရကိုသွားလို့ရတယ်အဲ့တော့1ရှိတယ်2ရှိတယ် okay 1ရှိတယ်2ရှိတယ်အဲ့တော့1ကိုပါထည့်တယ်2ကိုထည့်တယ်ဟုတ်ပြီနော်2ကိုထည့်တယ်ငါတို့က okay အခု pointer 1မှာသွားတယ်ပြီးရင်2လာတယ်ပြီးရင်ဒီအမြောက်ကိုလာတယ် okay အမြောက်ကို pointer လာတာနဲ့ငါတို့ကဒီနောက်နှစ်ခေါက် pop လုပ်မယ် stack dot pop ဆိုပြီးတော့နှစ်ခေါက်လုပ်မယ်နှစ်ခေါက်လုပ်ပြီး A နဲ့ B နဲ့တွေကိုတိမ့်မယ်ပြီးအဲ့နှစ်ခုကိုဘာပြောမလဲအမြောက်ဆိုရင်လည်းမြောက်လိုက်မယ်ပေါင်းဆိုရင်လည်းပေါင်းလိုက်မယ်ပြောင်းပြီးတော့ဒီထဲမှာဒီကောင်တွေမရှိတော့ဘူးဟုတ်ပြီ stack ကပြန်ပြီးတော့မရှိတော့ဘာမှမရှိတော့အဲ့တော့ရလာတဲ့အဖြစ်နှစ်ခုကိုဒီမြောက်ထားတဲ့ဟာကိုဒီထဲကိုပြန်ထည့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီထဲကိုငါတို့ကပြန်ထည့်မယ်တင်းနဲ့နဲ့မြောက်တော့နှစ်ပဲဟုတ်ပြီနော်အဲ့တော့ပြန်ပြီးတော့ဒီမှာငါတို့က pointer ကိုအရှိပို့မယ်အရှိပို့တော့ငါအဲ့တော့ကဏ္ဍဆိုရင်တစ်ခါတည်းထည့်ပြီးရင်ငါတို့လက္ခဏာပြန်တွေ့ပြီလက္ခဏာကဘာလဲလက္ခဏာကအပေါင်းဆိုတော့ခဏလေးပါokay လက္ခဏာကအပေါင်းဆိုတော့ငါတို့ကဘာနှစ်ခေါက် pop လုပ်မယ်ဒီကောင်ကိုနှစ်ခေါက် pop လုပ်9နဲ့နည်းနည်းရမယ်9နဲ့နည်းနည်းရတော့လက္ခဏာအပေါင်းဆိုတော့နှစ်ခုကိုပေါင်းခွန်ရတယ်ခွန်ကိုဒီ stack တွေကိုပြန်ထည့်အဲ့တော့ဒီနှစ်ခုလုံးပြန်ပြီးတော့ခါလီဖြစ်ပြီးဒီနှစ်ခုဘာမှမရှိတော့ stack ကဘာဖြစ်သွားမလဲဆိုတော့ခွန်ဝင်သွားပြီ okay ခွန်ဝင်သွားပြီဆိုတော့ငါတို့ကပြန်ပြီးတော့နောက်ထပ်အရှိတိုးမယ်6တွေ့တယ်6ကိုဒီထဲကိုထည့်6ဟုတ်ပြီနော်တော့ငါတို့ stack ထဲမှာ6နဲ့9နဲ့ရှိတယ်ပြီးတော့ငါတို့ကဘာရမလဲဆိုတော့နောက်ဆုံးဘာရမလဲဆိုတော့စားတာတဲ့okay စားတာဆိုတော့ငါတို့ကဒီမှာထုတ်မယ်ဒီမှာငါတို့နှစ်ခေါက် pop လုပ်မယ် A နဲ့ B နဲ့ဆိုပြီးတော့ထုတ်ပြီးသွားပြီเนาะအဲ့တော့ A မှာ6ရှိမယ် B မှာ9ရှိမယ်ဒီမှာငါတို့ခုနကတော့မမိထားတာခုနကတော့သတိထားမယ့်ဟာပြောတဲ့ဟာကြတော့ငါတို့က6အစား9နဲ့9အစား6နဲ့မတူဘူးပြီးတော့ရင်ငါတို့ပေါင်းတာကတော့တူတယ်မြောက်တာတူတယ်အဲ့ဒါကြောင့်ငါတို့ကပထမထွက်တဲ့ကောင်ငါတို့ကပလို့နော်ဒုတိယထွက်တဲ့ကောင်ငါတို့ကအရှိမထားရမယ်ဟုတ်ပြီเนาะအဲ့တော့ငါတို့ကဒီမှာ B အစား A ပေါ့ခွန်အစား6ဆိုပြီးတော့ရလာတယ်ပြီးရင်ရလာတဲ့ဟာကိုငါတို့ကဘယ်လောက်တက်သမားဘာညာဆိုပြီးတော့ဒီထဲကိုပြန်ထည့်လိုက်နောက်ဆုံးဒီထဲမှာကြံနေတဲ့ဟာအဖြေဟုတ်ပြီနော်ဒါက reverse Polish notation ဟုတ်ပြီနော်ဒီကောင်ရဲ့ကုတ်ကဘယ်လိုလေးလဲဆိုတော့ငါတို့က
ဟိုလိုရှိမှာပေါ့ဒီကောင်တဖြည်းဖြည်း for loop နဲ့ဒီ string ကြီးတဲ့ကိုငါတို့ကဝင်မှာပေါ့ဒီ string ကြီးတဲ့ဒီလိုမျိုးပေးထားတဲ့ string ကြီးတဲ့ကိုဝင်မှာအဲ့တော့ငါတို့ပထမဦးဆုံးကဏ္ဍအကယ်၍ if ဒီကောင်ကပထမဦးဆုံးကကဏ္ဍဖြစ်တယ်ဆိုရင်ကဏ္ဍဆိုရင်ငါတို့ကဘာလုပ်မလဲဆိုတော့ stack dot push ငါတို့အဲ့ကဏ္ဍကိုထည့်လိုက်ကဏ္ဍကို push လုပ်လိုက်ဟုတ်ပြီနော် if အခရာဆိုရင် okay အပေါင်းအနုပ်အမြောက်အစားဆိုရင်ငါတို့ကဘာလုပ်မလဲဆိုတော့ stack a is equal to stack dot pop b is equal to stack dot pop လုပ်မယ်ဟုတ်ပြီနော်အဲ့တော့ဘာလုပ်မလဲဆိုတော့ stack dot push ပြန်ထည့်မယ်ဘာထည့်မလဲဆိုတော့ b ဒီ operation ဘာ operation လဲဒီမှာငါတို့က logic ထပ်သုံးရအောင်ပါဒါပေမဲ့အခုရှုပ်သွားမှာဆိုတော့မပြောတော့ operation တစ်ခုပေါ့ဒီဟာတွေကဘယ် operation လဲအဲ့ operation ကိုထည့်ပြီးတော့ a အဲ့တော့ဒီကောင်ကဒီလိုအလုပ်လုပ်မယ်ပြီးတော့ပြန် stack တဲ့ကိုဝင်သွားမယ်ဒါဟာပဲဒီ reverse Polish notation reverse Polish notation ပေါ့ဒါရပြီအဲ့တော့ငါတို့ကတကယ် real world မှာလူတွေကဘယ်သူမှဒီလိုမျိုးမရေဘူးတင်းနဲ့အမြောက်ငါအပေါင်းချအဲ့လိုအစားအဲ့လိုဘယ်သူမှမရေလူတွေကဘယ်လိုရေးလဲဆိုတော့တစ်အပေါင်းနဲ့အမြောက်ခွန်အပေါင်းကိုအပေါင်းကိုအနုပ်30အဲ့လိုမျိုးရေးတာကလူတွေကအဲ့ဒါကိုဒါ shunting yard algorithm ဆိုတာဒီလိုမျိုးရေးထားတဲ့ကောင်ကိုဒီလိုမျိုးကိုပြောင်းတာကို shunting yard algorithm လို့ခေါ်တာဟုတ်ပြီနော်အဲ့တော့ငါတို့ကဒီကောင်ငါတို့ကဘယ်လိုပြောင်းမလဲဆိုတော့ဒီလိုမျိုးတင်းနဲ့အမြောက်အပေါင်းအဲ့လိုမျိုးပေါင်းကွန်ပျူတာကဒီလိုမျိုး algorithm သုံးပြီးတော့ငါတို့ result ထုတ်ပေးနိုင်အောင်လို့ဒီ reverse Polish notation algorithm RPN ကိုသုံးနိုင်မှုအတွက်ငါတို့က shunting yard နဲ့ဒီလိုလူရေးထားတဲ့ဟာကိုကွန်ပျူတာနားလဲအောင်ပြောင်းတာ main က shunting yard ကအဲ့ဒါပဲဟုတ်ပြီနော်အဲ့တော့ shunting yard ကဘယ်လိုလုပ် shunting yard ကဒီလိုမျိုးအဲ့တော့ငါတို့က shunting yard ကိုဘယ်လိုမျိုးဆရာဘယ်လိုမျိုးမေးလဲဆိုတော့ဆရာကငါတို့ကိုပေးလိုက်မယ်ဆရာငါအထင်တော့ तू ကဘာပြောထားလဲဆိုတော့ nick ကနေ9အထိက Java ကွာအဲ့တော့6က shunting yard 6ကဘယ်လို့မှ तू က Java လို့မပြောခဲ့ဒီကတေချာပေါ့ visualization ဖြစ်မှာကွာ VIS you will visual ဖြစ်မှာကွာ visualization ဖြစ်မှာကွာ okayအဲ့တော့ तू ကဘာပြောမလဲ तू ကဘယ်လိုပေးမလဲဆိုတော့ तू ကပေးလိမ့်မယ်တစ်အပေါင်းနှစ်အမြောက်ကိုအပေါင်း30အမြောက်ခွန်းအဲ့လိုပေါ့ဒီလိုပေးထားလိုက်မယ်ဒီကောင်ကို step by step ဒီလိုမျိုးဟာပြောင်းတာကိုဒီလို reverse Polish notation ပြောင်းတာကိုတဲ့ RPN ကိုဘယ်လိုပြောင်းလဲ step by step stack တွေ queue တွေနဲ့ visualize လုပ်ပြပါလို့ဆရာမေးမှသိကြပါတေချာပေါ့မေးမှာအဲ့လိုပဲမေးမှာကွာအဲ့တော့ဒီကောင်ငါတို့ကဘယ်လိုလုပ်မလဲဆိုတော့ဘာညာရေးပေးလိုက်ပေါ့အဲ့တော့ငါတို့ကငါတို့စီမှာ queue တစ်ခုရှိတယ် queue နဲ့ stack နဲ့နှစ်ခုလိုတယ်ဟုတ်ပြီနော်အဲ့တော့ပထမငါတို့ကဒီကောင်ကဘယ်လိုအလုပ်လုပ်လဲဆိုတာသိရမယ်ကွာအဲ့တော့ဒီပေါ့ဒီ shunting yard algorithm အလုပ်လုပ်ပုံမှာငါတို့ကနှစ်ခုလိုတယ် queue တစ်ခုလိုတယ်stack တစ်ခုလိုတယ်ဟုတ်ပြီနော်အဲ့တော့ငါတို့ကကဏ္ဍတစ်ခုခုတွေ့တယ်ဆိုရင်အဲ့ကဏ္ဍကိုငါတို့ကဘာလုပ်မလဲဆိုတော့ queue တဲ့ကိုထည့်မယ်ကဏ္ဍတစ်ခုတွေ့တယ်ဆိုရင်အဲ့ကဏ္ဍကိုဘာလုပ်မလဲဆိုတော့ queue တဲ့ကိုထည့်မယ်အဲ့တော့ငါတို့ queue လေးဒီလိုရှိမယ် queue ဆိုတာ first in first out first in first out မသိပထမထည့်တဲ့ကောင်ကအဲ့ကောင်ပါထွက်မှာကွာအဲ့လိုပေါ့အဲ့တော့ငါတို့က queue ထဲမှာ1ထည့်လိုက်တယ်2ထည့်လိုက်တယ်3ထည့်လိုက်တယ်ဆိုရင်ငါတို့ပထမထည့်တဲ့ကောင်1ကပါပြီးတော့ထွက်မှာပေါ့အဲ့လိုမျိုး queue ကအဲ့ဒါမျိုးဟုတ်ပြီနော်အဲ့တော့ငါတို့ကဒီမှာ queue ရှိတယ်ဟုတ်ပြီနော်အဲ့တော့ငါတို့ဆရာကဘာပေးမလဲဆိုတော့ဒီလိုမျိုးကဏ္ဍလေးဒီလိုမျိုးဟာလေးဒါလေးပေးထားမယ်ဟုတ်ပြီနော်ဒါလေးပေးထားမယ်အဲ့တော့ငါတို့ကတစ်ခုချင်းစီသွားမယ်အဲ့တော့ပထမဦးဆုံးဘာဖြစ်မလဲဆိုခဏလေးလွယ်တဲ့ဟာလေးယူလိုက်မယ်တစ်အပေါင်းနဲ့အမြောက်ခွန်အပေါင်းအကွင်းစားခွန်အပေါင်းကိုဒီလိုလေးလွယ်တဲ့ဟာလေးလောက်လိုက်မယ်โอเคဒီမှာ queue ရှိတယ်ဒီလိုလေးပုံဆွဲပေးရမှာဒီလို stack ရှိရယ် queue ကိုအရှည်ဆွဲလိုက် stack ကိုဒီလို download လေးဆွဲလိုက်ဟုတ်ပြီနော်အဲ့တော့ငါတို့ကကဏ္ဍတွေ့တယ်ဆိုရင် queue ထဲမှာထည့်တဲ့ဟုတ်ပြီနော်ကဏ္ဍတွေ့တယ်ဆိုရင် queue ထဲမှာထည့်ဟုတ်ပြီနော်ဒီလိုမျိုးဟာတွေ့ဟိုပါပေါ့အခရာတစ်ခုတွေ့တယ်ဆိုရင်အခရာတစ်ခုတွေ့တယ်ဆိုရင် stack ထဲမှာထည့်တဲ့ဟုတ်ပြီနော်အဲ့တော့ငါတို့ visualize လုပ်မယ် okay တစ်ဆိုတော့ငါတို့က queue ထဲမှာထည့်လိုက်ပြီ okay ဒီမှာကဏ္ဍတွေ့အခရာတွေ့တယ်နှစ်အပေါင်းနဲ့အပေါင်းဆိုတော့ငါတို့ကဘာလုပ်လဲမလဲဒီမှာ stack ထဲမှာလောလောဆယ်ထည့်လိုက်တယ်အဲ့တော့ငါတို့ရဲ့ pointer က net ကိုရောက်ပြီ net ဆိုတော့ကဏ္ဍလွယ်တဲ့ queue ထဲမှာပြန်ထည့်ဒီမှာအမြောက်လာတယ် okay အမြောက်လာတယ်ဆိုတော့ငါတို့ကဘာလုပ်မလဲအမြောက်ကိုလည်းဒီမှာထည့်ဘာမှဖြစ်ပြရတယ်ထည့်တော့
အမြောက်ကိုထည့် okay အဲ့ပြင်ခွန်လာတယ်ခွန်ဒီမှာထည့်ဟုတ်ပြီခွန်ထည့်ပြီးသွားပြီဆိုရင်ဒီမှာပြန်အပေါင်းလာတယ်အဲ့တော့ငါတို့ကဒီမှာအပေါင်းလာပြီအပေါင်းကိုဒီလိုမျိုးလာလို့မရဘူးဘာလို့လဲဆိုတော့ငါတို့ကဒီကောင်းရဲ့အောက်မှာရှိတဲ့ဟာတွေကိုငါတို့က check in လုပ်ရမှာဒီ shanting yard ကအကယ်၍အကယ်အပေါင်းနှုတ်ဆိုရင်တော့တခါလဲထည့်လို့ရတယ် okay wait a minute ဒီမှာကအကယ်သူ့အောက်မှာဒီမှာအပေါင်းတစ်ခုလာတယ်ဒါပေမဲ့သူ့အောက်မှာအမြောက်ရှိတယ်ဆိုရင်အမြောက်ရှိတယ်ဆိုရင်ဒီအပေါင်းကိုမင်းကမထည့်သေးနဲ့တဲ့ဒီအပေါင်းကိုမထည့်သေးနဲ့ဒီအမြောက်ကိုပထမဦးဆုံးငါတို့က pop လုပ်ပြီးတော့ stack ကို pop လုပ်ပြီးတော့ဒီအမြောက်ကိုဒီထဲကိုထည့်ရမယ်တဲ့ဟုတ်ပြီနော်အဲ့ဒါမှတ်ရမှာအဲ့ဒါလေးမှတ်ရမယ်နော် okay ဘယ်ချိန်ထိလဲဆိုတော့အပေါင်းမထည့်ခင်ဘယ်ချိန်ထိလဲဆိုတော့ဒီအပေါင်းကဒီလို president ပေါ့ president ကငါတို့နှစ်ခုရှိတယ်အပေါင်းနဲ့အနှုံးတွေက president တူတယ်အမြောက်နဲ့အစားနဲ့က president တူတယ်ဟုတ်ကဲ့ဟုတ်ပြီနော်အဲ့တော့အပေါင်းနဲ့အနှုတ်တစ်ခါတည်းအပေါင်းနဲ့အနှုတ်လာပြီဆိုရင်ငါတို့ကပထမဆုံးဘာလုပ်မလဲဆိုတော့ဒီကောင်းရဲ့အောက်မှာ stack dot ငါတို့က peak လုပ်မယ် stack dot pop လုပ်လိုက်ပျောက်သွားမှာပျောက်သွားလို့မရဘူးက peak လုပ်မယ်ဟုတ်ပြီနော် peak လုပ်တော့ငါတို့ကဒီမှာ peak လုပ်ရဒီမှာအမြောက်ရှိတယ်ဟုတ်ပြီအမြောက်ရှိတယ်အပေါင်းထက်များနေတယ်အပေါင်းထက်ကြီးနေတယ်ပေါ့အပေါင်းထက်ကြီးနေတယ်အဲ့တော့ဒီကောင်ငါတို့ကဘာလုပ်မလဲဆိုတော့ဒီကောင်ကို pop လုပ်ပြီးသွားရင်ဒီထဲကိုထည့်အမြောက်ထည့်လိုက် Q ထဲကို push လုပ်လိုက် Q ထဲကို NQ လုပ်လိုက်ဟုတ်ပြီနော်အဲ့တော့ပြန်နောက်တစ်ခုကိုကြည့်သူကသူနဲ့တူတဲ့ဟာမရောက်မချင်းဒီငါတို့ကကြည့်နေရမှာသူနဲ့တူတဲ့ဟာမရောက်မချင်းဒီလုံနေရမှာအဲ့တော့နောက်တစ်ခုကအပေါင်းအပေါင်းကအတူတူပဲဆိုဘာမှဖြစ်ဘူးဆိုတော့အပေါင်းထည့်လိုက် okay နော်အဲ့တော့ငါတို့ကအပေါင်းပြီးသွားပြီအဲ့တော့ဒီမှာဂွင်းသားလာပြီ okay အဲ့မှာနှစ်ခုပဲရှိရင်မှတ်ရမှာကငါတို့ကokay ပြီးဒီမှာဂွင်းသားလာပြီဂွင်းသားလာရင်ဂွင်းသားအတိုင်းထည့်လိုက်ဘာမှဖြစ်ဘူးပြီးတော့ငါတို့ကကနန်းလာတယ်ကနန်းကိုပြန်ထည့်ခွန်ဆိုပြီးတော့ပြီးအပေါင်းလာတယ်အပေါင်းဒီတိုင်းအပေါင်းလို့ထည့်လိုက်ဟုတ်ပြီနော်ပြီးတော့ရင်ငါတို့ကိုးလာတယ်ကိုးကိုဒီတိုင်းထည့်ပြီးဂွင်းပိတ်လာတယ် okay ဂွင်းပိတ်တဲ့အချိန်ကကြတော့ဘယ်လိုလဲဆိုတော့ငါတို့ကဒီဂွင်းပိတ်တဲ့အချိန်ကျတော့ဒီကောင်တခါလေးဒီမှာဂွင်းပိတ်တဲ့ဟာကိုမထည့်ဘူးဂွင်းပိတ်တဲ့ဟာကိုမထည့်ဘူးဘာလုပ်မလဲဆိုတော့ငါတို့ကဒီဂွင်းစားတဲ့ဟာကိုမတွေ့မချင်းဒီအကုန်လုံးကို pop လုပ်ပြီးတော့ဒီထဲထည့်မှာဟုတ်ပြီနော်ဒီမှာကဲပြီးနောက်ထပ်၄-၅ခုလောက်အပေါင်းနေရှိရဆိုအားလုံးကိုတစ်ခုချင်းစီငါတို့ဒီဂွင်းစားတဲ့ဟာမတွေ့မချင်းဒီအကုန်လုံးကို pop လုပ်ဟုတ်ပြီနော်အဲ့တော့ဒီအပေါင်းရှိရဒီအပေါင်းရှိတဲ့ကောင်ကိုငါတို့ကကဲဂွင်းစားမဟုတ်ဘူးဒီအပေါင်းဂွင်းစားမဟုတ်ဘူးဆိုတော့ငါတို့ကဒီကောင်ကို pop လုပ်ပြီးတော့ဒီထဲကိုထည့်ပြီးနော်ပြီးတော့ဒီကောင်ပျောက်သွားလိမ့်မယ်အဲ့တော့ဂွင်းစားငါတို့တွေ့ပြီဂွင်းစားတွေ့တဲ့ချိန်ဂွင်းစားကိုလည်းဒီတိုင်းပဲဖျောက်ပြီးတော့ကြံတဲ့ဟာတွေကိုအောက်ဆုံးငါတို့ကဒီဟာကုံသွားရင်မလားငါတို့ကကုံသွားပြီဆိုရင်ဒီ stack မှာရှိသမျှဟာတွေအားလုံးတစ်ခုချင်းစီကို pop လုပ်ပြီးတော့ဒီမှာအပေါင်းokay အဲ့တော့ငါတို့ကတွက်ကြည့်မယ်တင်းနဲ့ပေါင်းလို့မရဘူးနင်းနဲ့ခွန်နဲ့မြောက်14အပေါင်း1အပေါင်းဒီမှာခွန်နဲ့6နဲ့ပေါင်းတော့ဘယ်လောက်လဲဆိုတော့ခွန်နဲ့6နဲ့ပေါင်း16 14နဲ့1နဲ့14နဲ့16နဲ့ပေါင်းတော့31 okay ဒီမှာတွက်မယ်ဒီမှာငါတို့ခုနကတော့ reverse Polish notation တွက်မယ်ဘယ်လိုလဲ stack ခုန stack နဲ့ဟာနဲ့တွက်မယ်1ရှိမယ်2ထည့်မယ်ပြီးရင်ခွန်ထည့်မယ် okay ငါတို့အမြောက်တွေ့ပြီ okay အမြောက်ဆိုတဲ့ငါတို့ခုနပြောပြီးအမြောက်တွေ့ရင်ဘယ်လိုလုပ်မလဲကနန်းအခရာတစ်ခုတွေ့ရင်နှစ်ခုကိုထုတ်ဟုတ်ပြီနော်ခွန်နဲ့နည်းနည်းကိုထုတ်မယ်ခွန်နဲ့နည်းနည်းကိုငါတို့ထုတ်ပြီးအဲ့တော့ခွန်နဲ့နည်းနည်းမြောက်လိုက်တော့ခွန်နဲ့မြောက်လာတော့14ဟုတ်ပြီနော်အဲ့တော့14ကိုပြန်ထည့်ဒီမှာ14ဟုတ်ပြီနောက်တစ်ခုအရှိတစ်ခုသွားတယ်ခွန်ကိုထည့်ကနန်းရှိရခွန်ထည့်ပြီးတော့ကိုကိုလည်းဒီပိုင်းထည့်ဒီမှာပါရှိလေအပေါင်းရှိရတော့နှစ်ခုကို pop လုပ်ခွန်နဲ့6နဲ့ pop လုပ်တော့ငါတို့ခွန်နဲ့6နဲ့ပေါင်းမယ်ခွန်နဲ့6နဲ့ပေါင်းတော့ဘယ်လောက်ရလဲ16 okay အဲ့တော့16ကိုပြန်ပြီးတော့ pop လုပ်ပြီးနောက်တစ်ခုအပေါင်းတွေ့မယ်ဒီမှာ16နဲ့14နဲ့ pop လုပ်16နဲ့14နဲ့ပေါင်းတော့30ဒီမှာ30ကိုပြန်ထည့်ပြီးတော့နောက်တစ်ခုအပေါင်းတွေ့တော့ဘာဖြစ်မလဲဆိုတော့နှစ်ခုကို pop လို့30နဲ့1နဲ့ pop လို့ပေါင်းလိုက်တော့31ပြီးရင်31ကိုပြန်ပြီးတော့ဒီထဲထည့်လိုက်နောက်ဆုံးကျန်တဲ့ဟာအဖြေဒီလိုမျိုးဒါကနည်းနည်းတော့အေးပေါ့နည်းနည်းတော့ရှုပ်သွားတယ်ပေါ့ရှင်းပြတာက sorry ပါနည်းနည်းပြောရလဲမြန်သွားမယ်အဓိက main ကဘာလဲဆိုတော့ shanting yard မှာမျိုးပြပေးရမှာကငါတို့ကို1အပေါင်း2အပေါင်း3အမြောက်ခွန်ဂွင်းစား6အပေါင်းခွန်အပေါင်း9အမြောက်30ဟုတ်ပြီနော်ဒါအောင်ငါတို့က visualize လုပ်မယ်စမယ် okay ကနန်းဆိုတော့ထည့်မယ်1အပေါင်း stack တဲ့ကိုထည့်အပေါင်း stack အပေါင်း2ကနန်း Q တဲ့ကိုထည့်အပေါင်းတဲ့ကိုထည့်3 Q တဲ့ကိုထည့်အမြောက်
အမြောက်ဆိုတော့အမြောက်ကိုထက်အဲ့တော့အမြောက်ကဘောပေါ့အမြောက်ကကြီးတယ်ဘာမှမဖြစ်ဘူးကအကဲဒီဟောပေါ့အပေါင်းကအမြောက်ထက်ပလာတယ်ဆိုတော့မှငါတို့ကခုနလိုမျိုးဒီသူ့ထက်ကြီးတဲ့ဟာမတွေ့မှချင်းဒီ pop လောက်မှာဒါပေမဲ့ဒီကောင်ကကြီးတယ်ဘာမှမဖြစ်အပေါ်မှာရတယ်အဲ့တော့ငါတို့ဘယ်ရောက်ပြီလဲဆိုတော့ခွန်ရောက်ပြီခွန်ဒီမှာထက်ကဲခွင်းစားလာပြီခွင်းစားကိုငါတို့ကခွင်းစားကိုထည့်မယ်ပြီးသွားရင်ခွင်းစားကိုထည့်ပြီးသွားတယ်6အပေါင်းဆိုတော့ဒီမှာအပေါင်းထည့်မယ်ခွန်အပေါင်းထည့်မယ်ကိုဆိုတော့ဒီမှာဒါအမြောက်ဒီမှာအမြောက်ဆိုတော့ဒီမှာကဲအမြောက်လာပြီဆိုတော့ဘာမှမဖြစ်အောက်ကကောင်ကနှိမ့်နေတယ်ဘာမှမဖြစ်ဘူးဒီအပေါင်းကအမြောက်ထက်နှိမ့်နေရတယ်အဲ့တော့10ကိုထည့်မယ်ဟုတ်ပြီနော်အဲ့တော့ဂွင်းပိတ်လာပြီကဲဂွင်းပိတ်လာတာနဲ့ငါတို့ကဘာလုပ်တော့မလဲဆိုတော့ဂွင်းစားရောက်တဲ့အထိကိုငါတို့က pop လုပ်တော့မယ်အဲ့တော့ဒီမှာ pop လုပ်ရတော့အမြောက်ကိုဒီမှာထည့် pop လုပ်ပြီးတော့ဒီ Q တဲ့ကိုထည့်မှာဒီမှာအပေါင်းထည့်ဒီမှာနောက်တစ်ခုအပေါင်းဂွင်းပိတ်အဲ့ဒါဂွင်းပိတ်ကိုငါတို့က regard ဒီတိုင်းဂွင်းပိတ်ကိုဖျောက်လိုက်လေအဲ့တော့ငါတို့ stack ကားဒီလောက်ဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့ငါတို့ကပြီးတော့ empty ဖြစ်သွားပြီဆိုတော့ဒီမှာအမြောက်အပေါင်းဆိုပြီးထည့်လိုက်တော့မယ် okay ပြီနော်အဲ့တော့ငါတို့ကဘာလုပ်မလဲဆိုတော့မေကွန်ဟောင်းသွားကြည့်မယ်မေကွန်ဟောင်းလောက်ကြမယ်sorry show step by step that the gang over using shunting yard algorithm and compute the result using RPN computing algorithm ဟာ RPN လဲမေးတာပဲဒီမှာငါမသိဘူး shunting yard ပဲမေးမယ်ထင်တယ်အဲ့တော့ဒီကောင်ကဒီလိုမျိုးပေါ့အဲ့တော့ဒီကောင်ညို့ငါတို့ကတဆင့်ချင်းစီလောက်ရတော့မှာဟုတ်ပြီနော်အဲ့တော့ကဲလောက်ကြမယ် stack ဆွဲမယ် or queue ဆွဲမယ် stack ဆွဲမယ် okay အဲ့တော့ငါတို့က6ဆိုတော့ကနန်းထည့်မယ်အနှုတ်ဆိုတော့နှုတ်ထည့်မယ်အဲ့တော့3ထည့်မယ်အပေါင်းဆိုတော့အပေါင်းထည့်မယ်ခွင်းစားလာပြီခွင်းစားကိုလောလောဆယ်ထည့်ထားမယ်ခွင်းစားလာပြီလောထည့်ထားပြီးရင်9ပြီးရင်ခွင်းစားပြီးသွားရင်အပေါင်းပြီးသွားရင်စနစ်ပြီးသွားရင်အစား okay အစားပြီးသွားရင်3ပြီးသွားရင်ဗာလဲအမြောက်ပြီးသွားရင်နှစ်ပြီးသွားရင်ကဲဂွင်းပိတ်လာပြီဂွင်းပိတ်လာတာနဲ့ငါတို့ကဂွင်းစားအထီကို pop လုပ်မယ်ဖြောက်မယ်ဘယ်လိုတစ်ခုချင်းစီဖြောက်ဒီမှာအမြောက်ပို့အစားပို့အပေါင်းပို့ okay ပြီးရင်ဒါတွေပျောက်ပြီ okay ဒါတွေအကုန်လုံး Q တဲ့ဝင်သွားပြီ okay ငါတို့ကပြန်ပြီးတော့ဒီမှာလာပြီ okay အမြောက်ကိုထည့်မယ်ပြန်ဂွင်းစားတစ်ခုလာပြီ okay ဂွင်းစားလာမယ်အဲ့တော့ဂွင်းစားလာပြီးသွားရင်6ပြီးသွားရင်အနှုတ်ပြီးသွားရင်ခွန်ဆိုရင် skew တဲ့ထက်ပြီးသွားရင်အမြောက်ထက်ပြီးသွားရင်4ပြီးသွားရင်အပေါင်းကဲဒီမှာစပြီအဲ့တော့ထဲမဲ့အပေါင်းကအမြောက်ထက်ဘာဖြစ်နေလဲအမြောက်ထက်တီးနေတယ်နဲနေတယ်ဟုတ်ပြီနော်အဲ့တော့အမြောက်ထက်နဲနေတယ်ဒီအမြောက်ကြီးကိုငါတို့ကပေါ့ပြီးဘယ်လိုလုပ်လဲအများတန်းငါတို့ကကြည့်နေရမှာ peak လုပ်နေရမှာ okay ဒီကောင်ကိုကြည့်မယ်ငါတို့အမြောက်ဖြစ်နေတယ် okay ငါတို့ထဲမဲ့ဟာအပေါင်း okay ငါတို့ထဲမဲ့အပေါင်းထဲလို့ရလားထဲလို့မရဘူးထဲလို့မရတော့ငါတို့ဘာလုပ်မလဲဆိုတော့ဒီအမြောက်ကိုငါတို့က pop လုပ်မယ်အမြောက်ကိုဖြောက်မယ်ပြီးသွားရင်ဒီအမြောက်ကိုဒီ Q တဲ့ကိုထည့်မယ်ဟုတ်ပြီနော်ပြီးမှ okay ပြန် check လုပ်မယ် okay အနှုတ်ကအပေါင်းထက်ကြီးလားအနှုတ်နဲ့အပေါင်းနဲ့အတူတူပဲ okay ပြဿနာမရှိအပေါင်းထည့်မယ် okay ပြီးသွားပြီဆိုရင်ငါတို့ဘယ်ရောက်ပြီလဲဆိုအပေါင်းပြီးသွားရင်တစ်ကိုဒီမှာထည့်မယ်ဗျာတစ်ကိုထည့်မယ်ပြီးသွားရင်ငါတို့လာပြီဂွင်းပိတ်လာတာနဲ့ငါတို့ကဂွင်းစားအထိပိတ်ဖြုတ်မယ်ဒီအပေါင်းနဲ့ဒီအနှုံးနဲ့ကိုငါတို့ထည့်မယ်အပေါင်းအနှုတ်ဟုတ်ပြီနော်အပေါင်းအနှုတ်ထည့်မယ်ပြီးသွားရင်ငါတို့ကဘာလာမလဲဆိုတော့ဒီကောင်တွေပျောက်ပြီပြီးတော့ထည့်လိုက်အောင်မယ်အမြောက်အပေါင်းအနှုတ်ဆိုပြီးတော့ငါတို့ရဲ့ RPN တွက်လို့ငါတို့ရဲ့ shunting ရကြီးအောင်မြင်သွားပြီဟုတ်ပြီနော်အဲ့တော့ငါတို့ကဘာလုပ်မလဲဆိုဒီကောင် RPN တွက်မယ် stack နဲ့ခုနငါပြောသလိုမျိုးပဲအဲ့တော့ stack ထဲမှာဘာထည့်မလဲဆိုတော့9 3 5စနစ်3နှစ်ကဲအမြောက်လာပြီနှစ်ခုအမြောက်3နဲ့နည်းနည်းပြောက်တော့ဗာရလဲ6ရတော့ဒီကောင်တစ်ခါတည်းငါအရှိမလို့တော့6ဆိုပြီးတစ်ခါတည်းထည့်လိုက်မယ်โอเคအစားနောက်ကဟာနဲ့စားမှာနော်နောက်ကအောက်ကဒုတိယထွက်တဲ့ကောင်ကိုပထမကောင်နဲ့စားမှာအဲ့ဒါမှန်မှာကွာအဲ့တော့ပထမထွက်တဲ့ဒုတိယထွက်တဲ့ကောင်ပထမကောင်နဲ့ဒုတိယထွက်တဲ့ကောင်အရှိမထားရမယ်โอเคအရှိမထားမယ်အဲ့တော့ဒီကောင်ကစနစ်အစား6ဆိုပြီးဖြစ်မှာ6အစားစနစ်လုံးလို့မရအောင်နော်ဒုတိယထွက်တဲ့ကောင်ကိုပထားရမှာက
ကဲစနစ်စား6လို့တော့ဘယ်လောက်ရလဲတခါလေးပဲရေးလိုက်တော့မယ်ငါ2ရတယ်โอเคငါတို့အပေါင်းလာမယ်နှစ်ခုကို pop လို့2နဲ့5နဲ့ပေါင်းတော့ဘယ်လောက်လဲခွန်တခါလေးပဲခွန်ရေးလိုက်တော့မယ်ဒီမှာပဲခွန်အဲ့တော့ငါတို့ကဒီမှာရောက်ပြီလို့ငါတို့ခွန်ပြီးသွားပြီစက္ကမဟုတ်အပေါင်းဒီအပေါင်းပြီးသွားနော်ဟုတ်တယ်ဒီအပေါင်းပြီးသွားတော့ငါတို့6ရောက်ပြီကဲ6ကိုထည့်မယ်ခွန်ကိုထည့်မယ်4ကိုထည့်မယ်ကဲအမြောက်နှစ်ခုခွန်3ခွန်လေး28တခါလဲ28ရေးမယ်ပြီးရင်အမြောက်ပြီးသွားပြီဆိုတော့1ကိုထည့်မယ်အပေါင်းဆိုတော့1နဲ့28နဲ့ပေါင်းတော့29โอเคပြီးသွားရင်အပေါင်းလာမယ်နှစ်ခုကိုပေါင်းမဟုတ်အနုတ် sorry ကြောင်းလိုက်အနုတ်ဆိုတော့6ထဲကနေ29ကိုနှောက်ရအောင်ဟုတ်ပြီနော်မှန်လားမသိကဒီလိုပေါ့ဒီလိုမျိုးပေါ့6ထဲကနေ29ကိုနှုတ်မယ်6ထဲကနေ29ကိုနှုတ်တော့အနုတ်ဘယ်လောက်ရမှာလဲအနုတ်20မှာ3โอเคအနုတ်23ရမယ်အနုတ်23ရပြီဆိုတော့နှုတ်ပြီးသွားရင်မြောက်မယ်ဒီနှစ်ခုကိုမြောက်မယ်23နဲ့အနုတ်23နဲ့ခွန်နဲ့မြောက်23အမြောက်ခွန်161အနုတ်161ကိုငါတို့က3နဲ့ပေါင်း161ကို3နဲ့ပေါင်းတော့161နောက်3 158ဒီနှစ်ခုက158โอเคအဲ့တော့158ဆိုတော့6ထဲကနေငါတို့က158ကို6ထဲကနေအနုတ်158လောက်အောင်ဟုတ်ပြီအဲ့တော့နှစ်ခုကိုပေါင်းလိုက်မယ်158အပေါင်းကို160နဲ့ခွန်ရမယ်တဲ့ဟုတ်ပြီနော်ငါတို့တွက်ကြည့်မယ်6ထဲက3နှုတ်တော့ငါတို့ကဘယ်လောက်ရလဲဆိုတော့6the fuck ဒါပဲပါလို့တော့စနစ်ကို3နဲ့စားစနစ်ကို3နဲ့စားတော့4နဲ့8နဲ့5နဲ့8နဲ့5နဲ့ပေါင်းတော့73ပြီးရင်ဒီမှာကမြောက်မယ်ဒီကောင်နဲ့မြောက်မယ်ဒီကောင်နဲ့ပေါင်းမယ်6ထဲဒီနှစ်ခုမြောက်ခွန်4 20ခွန်4 28ရယ်28အနုတ်28ဆို28ထဲက6နှုတ်တော့22နဲ့1နဲ့ပေါင်းတော့22နဲ့1နှုတ်တော့21အဲ့တော့ငါတို့ကဒီ73နဲ့21နဲ့မြောက်73အမြောက်21 283နဲ့6နဲ့ပေါင်း289ရလား169မင်းငါတခုခုမားလာနေမှာထားလိုက်ပါပြီးမှကြည့်ပြီးတွက်လိုက်ငါကအမြန်တွက်လိုက်လို့မားသွားလို့ဘယ်နှမားလဲမသိ9အနုတ်3အပေါင်းခွန်းစားဒီလိုမျိုးအဲ့တော့ရှင်ပြေပြီနော်